အားလုံးပဲမင်္ဂလာပါအခုသင်ပေးမှာတော့ဘတ်သက်ခါရเนาะမနေ့ကတော့တစ်ကနေ9အထိပေါ့နော်ဘတ်တွေကိုဘတ်သက်တွေဖောင်းနေသင်ပြီးပြီအခုကျတော့ဘတ်သက်ခါရစသင်မယ်9ခုသင်မယ်ပေါ့နော်ဘတ်သက်ခါရဘတ်ပြီးနောက်ဘတ်သက်ခါရဘတ်ပြီးနောက်သူကဘတ်သက်ခါရဟုတ်ပြီနော်ဘတ်ပြီးနောက်လို့အဓိပ္ပာယ်ရတယ်ဘတ်ပြီးနောက်တစ်ခုခုကိုလှုပ်ပြီးတဲ့နောက်မှာနောက်ထပ်အစာချောင်းတစ်ခုဝါကြတစ်ခုထပ်သွားတဲ့အချိန်မှာသုံးတယ်ဥပမာဈေးဝယ်ပြီးတဲ့နောက်ဗာလဲအိမ်ကိုပြန်ခဲ့တယ်အဲ့လိုမျိုးပြောချင်တယ်ဆိုရင်ခါအီမိုနိုဟိုရှိတဲ့ခါရခိုင်မိုနိုရှိမတ်ကိုမှဘတ်သက်ခါရထည့်ချင်နော်ခိုင်မိုနိုရှိတဲ့ခါရဈေးဝယ်ပြီးတဲ့နောက်မှာဥချီအဲခါအဲရီမရှိတာခါအဲရီမရှိတာအိမ်ကိုပြန်ခဲ့တယ်ဘတ်သက်ခါရအရှိရစာကြောင်းတစ်ခုကိုဝါကြတစ်ခုကိုလှုပ်ပြီးတဲ့နောက်မှာနောက်ထပ်စာကြောင်းတစ်ခုเนาะဝါကြတစ်ကြောင်းထပ်စီဘတ်ပြီးတဲ့နောက်ဟိုမှာထမင်းကိုစားပြီးတဲ့နောက်မှာစာလစ်လာမယ်တစ်ခုပြီးမှတစ်ခုလှုပ်တာကိုသုံးတယ်ဟုတ်ပြီနော်နှစ်ခုစလုံးတပြိုင်တည်းလှုပ်တဲ့အခါဆိုရင်တော့ဘတ်မတ်ကိုသုံးတယ်ဒါကကြတော့တစ်ခုပြီးမှတစ်ခုလှုပ်တာဖြစ်တဲ့အတွက်ဘတ်ပြီးနောက်တစ်ခုကိုလှုပ်ပြီးတဲ့နောက်မှာနောက်တစ်ခုကိုထပ်လှုပ်တယ်ဆိုတဲ့အကြောင်းအရာကိုသုံးတာအဲဆိုရင်အာစာဂောဟန်အာစာဂောဟန်မနက်စာထမင်းကိုအာစာဂောဟန်ကိုထာဘေသက်ခါရဟာလေဘန်ခ よしま日本語をバンキヨシマ日本語をバンキヨしますနော်バンキヨしますအဲ့လိုတွေသုံးလို့ရတယ်ဒီမှာဘတ်သက်ခါရနော်ဒါကဘတ်သက်ခါရရဲ့ grammar form လေးဖြစ်တယ်နံပါတ်6နံပါတ်9ကကြတော့ဗာလဲဘတ်သက်ဤဒါသာခဲမဆန်းကဘတ်ပေးလို့ရမလားဘတ်သက်ဤဒါသာခဲမဆန်းကဘတ်ပေးလို့ရမလားဆိုပြီးအကူအညီတောင်းတဲ့အခါမှာသုံးတယ်ဘတ်သက်ဤဒါသာခဲမဆန်းကဘနော်ဖြည်းဖြည်းလေးပဲရှင်းပြမယ်နော်ခဲဘတ်သက်ဤဒါသာခဲမဆန်းကဘတ်ပေးလို့ရမလားဘတ်ပေးလို့ရမလား तू ကဘလို့အခြေအနေမှာသုံးလဲအကူအညီတောင်းတဲ့အခါဒီမှာသုံးတယ်ဟုတ်ပြီနော်ကူညီတောင်းတဲ့အခါမှာသုံးတယ်ဥပမာနီမိုဆိုကိုအိုချီမဆိုရင်အိုတေမိုအီတာတာခေမဆန်ကပြောလို့ရတယ်ဥပမာစာရောက်နောက်တစ်ခုထပ်စီမယ်日本語がわからないですからရှေ့ပဲဖြစ်သွားမှာနော်日本語がわからないですからဘာဖြစ်လဲသင်ပေးလို့ရမလားအိုရှိအဲတဲ့ဤတာဒါခဲမဆန်ကဘာလို့ဤတာဒါခဲမဆန်ကဆိုပြီးသုံးလို့ရတယ်နေုံကောကဝကာရနိုင်တဲ့စကားအိုရှိအဲတဲ့ဤတာဒါခဲမဆန်ကဘတ်တဲ့ဤတာဒါခဲမဆန်ကအကူအညီတောင်းလိုက်တာဂျပန်စကားကိုနားမလည်တော့ကြောင့်သင်ပေးလို့ရမလားနောက်တစ်ခုထပ်ပြောကြည့်မယ်ဟိုမှာလမ်းကမှားသွားလို့ပြောပြပေးလို့ရမလားဥပမာအဲ့လိုလည်းပြောလို့ရတယ်နော် report တော့အစီရင်ခံစာကိုကြည့်ပေးလို့ရမလားဆိုရင် report ကို見ていただけますかreport ကိုいただけますかနော်အစီရင်ခံစာကို report ကိုいただけますかအစီရင်ခံစာကိုကြည့်ပေးလို့ရမလားပြောတဲ့အဓိပ္ပာယ်နော်အဲ့ဒါကနံပါတ်9ဘတ်သက်いただけますかဘတ်သက်ခါရဘတ်ပြီးနောက်ဘတ်သက်いただけますかဘတ်ပေးလို့ရမလားရှင်းလာတော့ဆိုရှုပ်နေတော့နည်းနည်းတော့ဟိုဟာလေးဖြစ်ပြီးတော့သိခံပြီးတော့ကြည့်ပေးပါနော်နံပါတ်8ကဘာလဲဆိုရင်ဘတ်သက် imas ဘတ်နေတယ်ဘတ်သက် imas ဘတ်နေတယ်လို့ပြောတဲ့အဓိပ္ပာယ်နော်ဥပမာကြတော့ဂျီရိုရှိုပဲသုံးမယ်မှာဘတ်သက် imas ဘတ်နေတယ်
ဘတ်နေတယ်食べていますစားနေတယ်ဟုတ်နော်食べていますစားနေတယ်ပြီးရင်တက် imas ဆိုရင်ဘတ်တက် imas ဆိုရင်ဂျီဒိုရှိမှတ်ထားမယ်ဂျီဒိုရှိတက် imas နဲ့ဆုံးတယ်အရှိကဘာသုံးမလဲဂျီဒိုရှိပဲသုံးမယ်နံပါတ်9ကကြတော့ဘတ်တက်အာရီမတ်နဲ့ဆုံးတယ်ဘာကိုသုံးမလဲဘတ်ထားဒိုရှိကိုပဲသုံးမယ်ထားဒိုရှိပြန်ပြောမယ်နော်ဘတ်တက် imas ဆိုရင်ဂျီဒိုရှိလို့မှတ်ထားမယ်ဘတ်တက်okimas ဘတ်တက်အာရီမတ်ဘတ်တက်အာရီမတ်ဘတ်ထားတယ်ဆိုရင်ထားဒိုရှိကိုပဲသုံးမယ်ဟုတ်နော်မဆိုရင်ဘတ်တက် imas ဂျီဒိုရှိဘတ်ဖြစ်နေတယ်ဘတ်ထားဒိုရှိတဲ့အာရီမတ်ဆိုရင်ဘတ်ထားတယ်အဲ့လိုတွေကိုသုံးမယ်အဲ့ဒါတော့မှနောက်နံပါတ်10ကျတော့မရဲ့နီးတဲ့ဘတ်တက် okimas မရဲ့နီးမတိုင်ခင်မှာဘတ်တက် okimas ဘတ်ထားမယ်မတိုင်ခင်မှာဘတ်ထားမယ်မရဲ့နီးဘတ်တက် okimas ဥပမာထမင်းမစားခင်မှာဥပမာကွာလက်ကိုဆေးထားမယ်အဲ့လိုလေးပြောလို့ရတယ်မရဲ့နီးနော်စာမလုံးခင်မှာစပွဲကိုတန်ရှင်းရေးလုပ်ထားမယ်တန်ရှင်းထားမယ်ရှင်းလင်းထားမယ်အဲ့လိုလေးသုံးလို့ရတယ်ဥပမာထမင်းမစားခင်မှာနံပါတ်10ကမရဲ့နီဟလဲဘတ်တက် okimas မရဲ့နီဘတ်တက် okimas မတိုင်ခင်မှာပတ်ထားမယ်ဆိုတဲ့အတိတ်ပဲမတိုင်ခင်မှာပတ်ထားမယ်ဟိုမှာတငယ်ချင်းရမလာခင်မှာအိမ်ကိုတန်းရှင်းရေးလုပ်ထားမယ်ပြောကြည့်ဒိုမိုဒါချီကခုရုမအေနီကဘာနဲ့သုံးလဲ bad dictionary found နဲ့သုံးမယ်နောင်တော့မအေနီ bad dictionary found မအေနီနဲ့သုံးမယ်ဟုတ်ပြီနော်တိုမိုဒါချီကခုရုမအေနီခါတာစုခဲတဲ့ဒါလဲ okay မှန်တိမ်ဆဲထားမယ်ရှင်းလင်းထားမယ်အဲ့လိုသုံးလို့ရတယ်တိုမိုဒါချီကခုရုမအေနီခါတာစကတဲ့ okay မှန်နီးဆိုရင်ご飯を食べる前にご飯を食べる前にဒါ grammar လေးလွယ်အောင်လို့ရှင်းပြတာပေါ့နော်ご飯を食べる前に bad dictionary found 前にご飯を食べる前にဘာလို့ထားမလဲတဲကိုလက်ကိုအာရတဲ့အာရာ imas အဲ့ဒါဆိုတော့အာရတဲ့ okimas လက်ကိုစေးထားမယ်ဟုတ်ပြီနော်ご飯を食べる前に手を洗っておきますနောက်တော့တစ်ခုနံပါတ်7 grammar ထပ်သွားမယ်ဆိုရင်ဘတ်တဲ့ရှီမာ imas ဘတ်ပြီးအောင်လုပ်မယ်နော်အခုမှလုပ်တော့မယ်ပုံသုံးတယ်ပြီးအောင်လုပ်မယ်အခုမှသူကစလုပ်တော့မယ်ဘတ်တဲ့ရှီမာ imas ဘတ်တဲ့ရှီမာ imas ဘတ်ပြီးအောင်လုပ်မယ်အခုမှစလုပ်တဲ့အခါမှာသုံးတယ်အခုမှစလုပ်တဲ့အခါမှာသုံးတယ်ဘတ်ပြီးအောင်လုပ်မယ်ဟုတ်မလားဥပမာစာကြောင်းလေးတစ်ခုပြောမယ်ဆိုရင်ဘတ်တဲ့ရှီမာ imas ဘယ်လိုသုံးမလဲဘတ်တဲ့ရှီမာ imas ဘတ်ပြီးအောင်လုပ်မယ်ဟုတ်ပြီနော်ခွန်ဘန်ဒီညဘန်ခေရှိမတ်မလားဘန်ခေရှိတဲ့ရှီမာ imas
ဒီညစာကိုပြီးအောင်လုပ်မယ်ဒါမှမဟုတ်ရင်လေကဲဆွရောပြီ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 မားတယ်နိမတိုင်မီမှာဘာလို့လဲခန်းကြီးကိုပြီးအောင်လုပ်မယ်ခန်းကြီးကိုဘန်ကျော်ရှိတဲ့ရှိမာအီမတ်ဘန်ကျော်ရှိတဲ့ရှိမာအီမတ်ဟုတ်ပြီနော်အဲ့လိုသုံးလို့ရတယ်ကဲဆိုရောပြီမားတယ်နိကဲဆိုရောပြီမားတယ်နိတနင်္လာနေ့မတိုင်မီအထိနော်ခန်းကြီးကိုဘန်ကျော်ရှိတဲ့ရှိမာအီမတ်ခန်းကြီးကိုပြီးအောင်လုပ်မယ်ဒါကကြတော့ဘတ်တဲ့ရှိမာအီမတ်ဘတ်တဲ့ရှိမာအီမတ်ဘတ်ပြီးအောင်လုပ်မယ်အခုမှစားလုပ်တဲ့ခါမှာသုံးတယ်မာအေနီဘတ်တဲ့โอเคမတ်မာအေနီဘတ်တဲ့โอเคမတ်မတိုင်ခင်မှာပတ်ထားမယ်နောက်တစ်ခုဘတ်တဲ့အာရီမတ်ပတ်ထားတယ်ဒါပေမဲ့ထားလို့ရှိပဲသုံးတယ်ဘတ်တဲ့အီမတ်ဘတ်ဖြစ်နေတယ်ဂျီလို့ရှိပဲသုံးတယ်မှတ်ထားရမှာကတဲ့အီမတ်ဆိုရင်ဘာလို့သုံးမလဲဂျီလို့သုံးမယ်အလွယ်နည်းပေါ့နော်ဂျီလို့သုံးမယ်ဘတ်တဲ့အာရီမတ်ဆိုရင်ဘာလို့သုံးမလဲဒါကိုသုံးမယ်ထားမယ်ဒါကိုသုံးမယ်ဆိုရင်ထားမယ်အဲ့လိုလေးအလွယ်လေးမှတ်မယ်နော်โอเคဒါလေးကတော့အခု6ခုထပ်ပြီးတော့တင်လိုက်တယ်ပေါ့နော်အားလုံးပေါင်း17ခုရှိပြီအဲ17ခုပြန်ပြောမယ်ဆိုရင်ဘတ်တက်ခူဒါဆိုင်ဘတ်ပေးပါတခုခုကိုလှုပ်ပေးပါအခုတောင်းတဲ့ခါမှာလဲသူကလှုပ်ပေးပါနော်ခိုင်းတဲ့အခါမှာလဲသုံးတယ်ဘတ်တက်အီဒူအီမတ်ဘတ်နေတယ်စမ်းမှန်ကြတော့ဘတ်တက်မိတယ်မို့အီဒက်စ်ကဘတ်ကြည့်လို့ရမလားဘတ်တယ်ဝအီခဲမဆန်ဘတ်မရဘူးเนาะလုံးလို့မရဘူးမပတ်သင့်ဘူးဘတ်တက်ဘတ်ဆိုရင်ဘတ်ပြီးတော့ဘတ်မယ်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ပြီးနောက်ထပ်ပြီးတော့လုံးမယ်ဆိုပြီး mass နဲ့အဆုံးသတ်လိုက်တယ်အခုတင်လိုက်တာဘတ်တက်ခါတာဘတ်ပြီးနောက်ကဘတ်တက်အီတာတာခဲမဆန်ကဘတ်ပေးလို့ရမလားဘတ်ဂျီရိုရှိတဲ့အီမတ်ဘတ်ဖြစ်နေတယ်ဘတ်ထားလို့ရှိတဲ့အာရီမတ်ဘတ်ထားတယ်မှတ်ထားမှာကတဲ့အီမတ်ဆိုရင်ဂျီရိုရှိလို့မှတ်ထားမယ်တဲ့အာရီမတ်ဆိုရင်ထားလို့ရှိလို့မှတ်ထားမယ်နောက်မအေနီဘတ်တဲ့โอเคမတ်ဆိုရင်မတိုင်ခင်မှာဘတ်ထားမယ် dictionary found မအေနီနဲ့ noun တော့မအေနီဆိုပြီးသုံးတယ်ဘတ်တဲ့ရှင်မအီမတ်ဆိုရင်ဘတ်ပြီးအောင်လုပ်မယ်အခုမှလုပ်တော့မယ်ပုံစံမှာသုံးတယ်ဟုတ်ပြီနော်ကျန်တဲ့ဟာလေးကြာရင်နောက်ဗီဒီယိုမှာဆက်ပြီးတော့တင်ပေးမယ်အားလုံးကျေးဇူးတင်ပါတယ်